ဒီပတ်စံအိတ်ထဲကငွေတွေအားလုံးကိုအိတ်ရပေါ်တွန်းချလိုက်တဲ့အချိန်မှာအဖွားဖြစ်သူကတော့အံ့ဩလွန်းလို့ပါစက်တောင်မပိတ်နိုင်တော့ပါဘူးကလေးမလေးရာစီမှာဒီလောက်များပြတဲ့ငွေတွေဘယ်လိုလုပ်ရှိနေတာလဲဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးဒါပေမဲ့ဒီလိုဝက်ချက်ရဲ့နောက်ွယ်မှာတော့လူတိုင်းကိုမျက်ရည်ကျစေမဲ့ဇလန်တပုတ်ရှိနေခဲ့ပါတယ်တကယ်တော့အားလုံးကဒီမျက်မှန်လေးတစ်ခုကနေစတင်ခဲ့တာပါရာဟာမြို့ကနေတဲလာတဲ့စာဖက်မျက်မှန်ကိုအိမ်နီးနားချင်းဝမ်ဖွားကိုလက်ဆောင်ပေးဖို့ကြိုးစားခဲ့ပေမဲ့ဝမ်ဖွားကညှင်းဆန်ပြီးဒါကအရန်တန်မှုကြီးတယ်ငါမယူရဲဘူးနင့်အဖွားလည်းမျက်စိမကောင်းဘူးမဟုတ်လားနင့်အဖွားကိုပဲပေးလိုက်ပါလို့ပြောခဲ့ပါတယ်ဒါကြောင့်ရာဟာသူမရဲ့အဖွားစီကိုပြေးသွားခဲ့ပြီးအဖွားကလည်းဈေးထဲကအတော်ဖြစ်သူကိုပေးဖို့အတွက်တော်ဟင်းသီးဟင်းရွက်တွေကိုဂရုတစိုက်ပြင်ဆင်ပေးခဲ့ပါတယ်အဖွားကဘသူကငါတို့ကိုကောင်းကောင်းဆက်ဆံလဲဆိုတာရင်ထဲမှာအမြဲမှတ်ထားရမယ်လို့ရာကိုတုံတင်ခဲ့ပြီးဒါဟာသူတို့ရဲ့ဘဝအလှည့်အပြောင်းကိုစတင်စေခဲ့ပါတယ်အိမ်ထဲကိုရောက်တဲ့အခါရာကအဖွားကိုမျက်မှန်လေးတက်ပေးလိုက်ပါတယ်အဖွားဟာမျက်မှန်တက်ပြီးသူမရဲ့လက်ဖွားတွေကိုပြန်ကြည့်တဲ့အခါမှာတော့အရာအလုံးကိုအတိုင်းသားမြင်လိုက်ရလို့ဝမ်းသာမျက်ရည်ကျပြီးရာကိုဖတ်ထားလိုက်ပါတော့တယ်အမြင်အာရုံတွေပြန်ကြည့်လင်လာတဲ့အဖွားကဒီမျက်မှန်ရှိရင်ငါတနေ့ကိုချင်းတောင်းတွေအများကြီးပိုရက်နိုင်ပြီးလမ်းပွင့်တာနဲ့ပတ်စံတွေအများကြီးရှာနိုင်တော့မယ်လို့ပျော်ရွှင်စွာပြောခဲ့ပါတယ်ဒါကိုကြားလိုက်တဲ့ရာဟာရုတ်တရက်တစ်ခုခုကိုသတိရသွားပြီးအိယာဘောကိုပြေးတက်သွားပါတော့တယ်ရာဟာသူမဆုထားတဲ့ပတ်စံတွေကိုတွန်းချလိုက်ပြီးရွာထဲကဖန်ဖိုးကိုခေါ်ပြီးကူညီရေးအတွက်ခိုင်းခဲ့ပါတယ်ပတ်စံအားလုံးကိုရေးတွက်ပြီးတဲ့အခါမှာတော့စုစုပေါင်း1800ကျော်ရှိနေတာကိုတွေ့လိုက်ရပြီးဒါဟာသူတို့အတွက်တော့တကယ်ကိုအိမ်မက်ဆန်းတစ်ခုပါပဲဖန်ဖိုးကဒီငွေနဲ့ဆန်အိတ်အများကြီးဝယ်လို့ရပေမဲ့တခြားဝင်ငွေမရှိရင်တနေ့တော့ကုန်သွားမှာမို့တော်ဟင်းသီးဟင်းရွက်တွေကိုဆက်ရောင်းရမယ်လို့သတိပေးခဲ့ပါတယ်ဒါပေမဲ့ရာကတော့ဒီငွေတွေနဲ့ဆက်ပြမွေးတွေဝမ်ဖွားအတွက်မျက်မှန်နဲ့နေတိုင်းအသားဝယ်စားဖို့စိတ်ကူးရင်ပြီးပျော်နေခဲ့ပါတယ်တစ်ဖက်မှာလည်းမနက်ခင်းစည်းတွေကလူတွေဟာရာရဲ့တော်ဟင်းသီးဟင်းရွက်တွေကိုဝယ်ချင်လုံးလို့အတော်ဖြစ်သူကိုဝိုင်းမေးနေကြပါတယ်တချို့ဆိုရင်ရာစီကဟင်းသီးဟင်းရွက်တွေရဖို့အတွက်ကြိုတင်ငွေ200တောင်ပေးဖို့ကြိုးစားခဲ့ကြပေမဲ့အတော်ဖြစ်သူကတော့ညှင်းပယ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရာဟာသူမရဲ့လက်တွန်းလဲလေးနဲ့ဈေးထဲကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့သူမရဲ့လဲထဲမှာရောင်းဖို့ဟင်းသီးဟင်းရွက်တွေတခုမှပါမလာခဲ့တာကြောင့်အားလုံးကစိတ်ပြတ်သွားခဲ့ကြပါတယ်အတော်ဖြစ်သူကစိတ်မကောင်းဖြစ်သွားပေမဲ့ရာကချင်းတောင်းလေးကိုဖွင့်ပြလိုက်တဲ့အခါမှာတော့အဖွားကိုယ်တိုင်ဂရုတစိုက်စေးကြောပေးလိုက်တဲ့လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကိုတွေ့လိုက်ရပါတယ်အဖွားရဲ့ကျေးဇူးတည်တဲ့စိတ်ထားကြောင့်အတော်ဖြစ်သူဟာအလွန်ပဲစိတ်လှုပ်ရှားသွားခဲ့ပါတယ်ဒါကြောင့်အတော်ဖြစ်သူကလည်းရာအတွက်မနေ့ကမှဝယ်ထားတဲ့နှွေးထွေးတဲ့ဘောင်းဘီအစ်စ်လေးကိုလက်ဆောင်ဖြစ်ပြန်ပေးခဲ့ပါတယ်ဒီလိုနဲ့သူတို့ရဲ့ရိုးသားပြီးမေတ္တာတရားကြီးမားတဲ့ဆက်ဆံရေးဟာကြည့်ရှုသူတိုင်းရဲ့ရင်ကိုနှွေးထွေးစေခဲ့ပါတော့တယ်တရွာလုံးရဲ့အသက်ကဒီညမှာတင်ပြီးသွားနိုင်တယ်ဆိုတာကိုသူတို့သတိထားမိလိုက်တဲ့အချိန်မှာအရာအလုံးကနောက်ကျနေပါပြီအမောင်တုထဲမှာလူသက်လက်နက်တွေနဲ့ဘာတွေကိုပြင်ဆင်နေကြတာလဲအစကတော့ရာဆိုတဲ့အပြစ်ကင်းစင်တဲ့ကောင်မလေးကဈေးထဲမှာအေးအေးဆေးဆေးဟင်းရွက်ရောင်းနေတာပါဘေးကတော်ကြီးကတော့သူ့ကိုတနာလို့အေးစိတ်နေတဲ့ရာသီဥတုမှာဝတ်ဖို့ဘောင်းဘီအနှွေးလေးလက်ဆောင်ပေးနေသေးတာရာကပတ်စံပေးဖို့ကြိုးစားပေမဲ့အတော်ကြီးကငါကနင့်ကိုမိသားစုလိုသဘောထားတာပါပတ်စံပေးရင်ငါ့ကိုလူကြီးလိုမလေးစားရကြလိမ့်မယ်ဆိုပြီးညင်းလိုက်တယ်ဒါပေမဲ့ဒီအေးချမ်းတဲ့မြင်ကွင်းကခဏလေးပဲခံလိုက်ပါတယ်ဈေးဝယ်သူတယောက်ရောက်လာပြီးရာလက်ထဲကဝါတောင်းလေးကိုမျက်စိကျသွားတယ်အဲ့ဒီတောင်းကရာအဖွားကိုယ်တိုင်လက်နဲ့ရက်ထားတာဖြစ်ပြီးမြင်ရခဲ့တဲ့ရှေးဟောင်းလက်ရတစ်ခုပါဝယ်မဲ့သူကဒီလက်ရကိုအရန်ကြိုက်သွားပြီး25ရွန်တောင်ပေးမယ်လို့ကမ်းလှမ်းလိုက်တယ်အရင်ကနှစ်ပြားပဲတန်တဲ့အရာကအခုတော့ရွှေဖြစ်သွားတာပေါ့ရာတယောက်အံ့ဩလွန်းလို့မျက်လုံးလေးတွေတောင်ဝိုင်းသွားရှာတယ်ရာကတော့ပျော်နေတာပေါ့ဒီပတ်စံနဲ့အဖွားအတွက်ဘာတွေဝယ်ရမလဲဆိုပြီးစိတ်ကူးရင်နေတာဒါပေမဲ့သူတို့ရွာရဲ့နောက်ွယ်မှာဘလောက်တောင်ကြောက်စရာကောင်းတဲ့လှုပ်ဝက်ချက်တွေရှိနေလဲဆိုတာ तू မသိသေးပါဘူးတကယ်တော့ဟော်ဟွားရွာရဲ့တောင်ပေါ်မှာလူကြီး3ယောက်ကတေးရေးရှင်ရေးတိုက်ပွဲအတွက်ပြင်ဆင်နေကြတာပါမိုးကလည်းရွာတော့မယ်လမ်းတွေကလည်းရွှွန့်တွေနဲ့ဆိုတော့သူတို့အတွက်အချိန်ကတိတ်မရှိတော့ဘူးခြေရာတွေကြံခဲ့လားဆိုတဲ့မေကွန်းကသူတို့အားလုံးကိုတုံ့လောက်သွားစေတယ်ဟူစီဆိုတဲ့လူငယ်ကခြေရာတွေခြံခဲ့မိတယ်လို့ဝန်ခံလိုက်တဲ့အခါတရွာလုံးရဲ့လုံခြုံရေးကစိုးရိမ်စရာဖြစ်လာတာပေါ့အဖွားအိုကမိုးရွာတဲ့အချိန်ကရန်သူတွေလှုပ်ရှားဖို့အကောင်းဆုံးအချိန်ပဲဘာလို့လဲဆိုတော့မိုးတန်တွေကြောင့်ဘာမှမကြားရတယ်လို့ဘယ်သူမှလည်းအပြင်းမထွက်ကြလို့ပဲလို့သတိပေးလိုက်တယ်သူတို့မှခုခံဖို့ကလွယ်လို့တခြားလမ်းမရှိတော့ပါဘူးတရွာလုံးရဲ့အသက်ကိုကာကွယ်ဖို့အတွက်သူတို့တွေတောင်လမ်းမှာထောင်ချောက်တွေအမြန်တူးကြရတယ်ဒါဟာတာမန်ခိုးဆိုးလိုက်တာမျိုးမဟုတ်ပဲကြီးမားတဲ့အန္တရာယ်တစ်ခုကိုရင်ဆိုင်ဖို့ပြင်ဆင်နေတာပါဓားတွေကိုတွေးထောင်ချောက်တွေကိုပြင်ဆင်ရင်းနဲ့သူတို့တွေစောင့်နေကြတယ်အမောင်ထဲကနေဘသူတွေထွက်လာမလဲရာတို့ရွာလေးကဘေးကင်းပါမလားဆိုတာကတော့နောက်ထပ်ရင်ခုန်စရာအလှည့်အပြောင်းတစ်ခုဖြစ်လာဦးမှာပါ